အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ engineering mechanics နဲ့ပတ်သက်ပြီးတော့ statics ဆိုတဲ့အကြောင်းအရာလေးကိုလေ့လာမှာဖြစ်ပါတယ် mechanics ဆိုတာကတော့ဘယ်လိုမျိုးလဲ mechanics ဆိုတာကတော့ physical science ကအစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ force တွေရောက်တဲ့အခါမှာအရာဝတ္ထုတွေက rest of ညီနေတာလားဒါမှမဟုတ် motion တစ်ခုနဲ့ရွေ့လျားနေတာလားဆိုတဲ့အခြေအနေတွေကိုလေ့လာတဲ့ဘာသာရပ်ဖြစ်တယ် mechanics ကိုမှသူကသုံးမျိုးခွဲခြားလို့ရတယ် rigid body mechanics နဲ့ deformable body mechanics နဲ့ fluid mechanics ဆိုပြီးတော့ခွဲခြားလို့ရတယ်ဒီမှာဆိုရင် rigid body mechanics မှာဆိုရင်ဘာလဲဆိုတော့သူကပုံစံမပြောင်းလဲဘဲနဲ့အရာဝတ္ထုတွေကိုလေ့လာတဲ့ဘာသာရပ်ဖြစ်ပြီးတော့အားသက်ရောက်ပင်အဒီ body အရာဝတ္ထုတွေကိုအားသက်ရောက်လာတာပဲဆိုပေမဲ့သူ့ရဲ့အရာဝတ္ထုတွေကကွေးသွားတာတွေကွေးလည်းမသွားဘူးပေါ့နော်။မရှိလည်းမရှိဘူးကြုံလည်းမကြုံသွားဘူးဆိုတာကိုအဲ့လိုမျိုးသတ်မှတ်ပြီးတော့သူ့ရဲ့လှုပ်ရှားမှုတွေကညီနေတာလားဒါမှမဟုတ်အားတစ်ခုနဲ့ပြောင်းလဲသွားတာလားဆိုတာကိုလေ့လာတာဖြစ်ပါတယ်။ဥပမာတန်တရာတွေနောက်တစ်ခါကျတော့ဆက်အစိတ်ပိုင်းတွေကိုလေ့လာမှာဖြစ်ပါတယ်။နောက်တစ်ခါကျတော့ deformable body mechanics ဆိုတာကတော့အားသက်ရောက်လိုက်တဲ့အခါမှာပုံစံပြောင်းလဲသွားတဲ့အရာဝတ္ထုတွေဖြစ်ပြီးတော့အဲ့အရာဝတ္ထုတွေကသူကဆွဲလိုက်ရင်ရှည်သွားတာတွေနောက်ခါကျတော့ဖိလိုက်ရင်ကျုပ်သွားတဲ့ဟာတွေကိုလေ့လာမှာဖြစ်ပါတယ်။ဥပမာအားဖြင့်သံမဏိတွေ rubber တွေ plastic တွေဒီလိုအကြောင်းအရာတွေကိုလေ့လာမှာဖြစ်ပြီးတော့နောက်တစ်ခုကကျတော့ fluid mechanics ပေါ့နော် fluid mechanics မှာဆိုရင်သူကအရည်တွေဓာတ်ငွေ့တွေကိုစီးဆင်းတဲ့အခါမှာအရာဝတ္ထုတွေကစီးဆင်းသွားတဲ့အရာဝတ္ထုတွေကိုလေ့လာတဲ့အပိုင်းဖြစ်ပါတယ်။ဥပမာဆိုရင် fluid တွေရဲ့စီးဆင်းပုံတွေဖိအားတွေအရှိန်တွေစတာတွေကိုလေ့လာတာဖြစ်ပြီးတော့လေ့လာတာဖြစ်ပါတယ်ပေါ့နော်။နောက်တစ်ခုကကျတော့ဥပမာအားဖြင့်သူ့မှာဆိုရင်ဘာရှိလဲဆိုတော့ရေတွေရဲ့စီးဆင်းမှုတွေနောက်ကကျတော့လေယာဉ်ပတ်ဝန်းကျင်မှာစီးဆင်းနေတဲ့လေစီးဆင်းမှုတွေကိုလေ့လာတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။နောက်တစ်ခုကျတော့ rigid body နဲ့ပတ်သက်ပြီးတော့ထပ်ပြီးစဉ်းစားရမယ်ဆိုရင် rigid body mechanics ဆိုတာကဘယ်လိုမျိုးလဲဆိုတော့သူက engineer ဘာသာရပ်တွေမှာဆိုရင်သူကလေ့လာလို့ရတဲ့အရာဝတ္ထုတွေပေါ့နော်။ engineer ဘာသာရပ်မှာဆိုရင် design လုပ်မှာလားနောက်ခါကျတော့ analysis လုပ်မှာလားဆိုတဲ့ဟာမှာကိုတွက်တဲ့အခါမှာအလုံးရေးကြီးရဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်ပေါ့။ဥပမာတရားအဆောက်အဦတွေမှာတိုင်တွေကို street structure တွေနဲ့စောက်တဲ့အခါမျိုးမှာလားနောက်တစ်ခါကျတော့ mechanical component တွေဆက်အစိတ်ပိုင်းတွေကိုပြင်ဆင် design လုပ်တဲ့အခါမျိုးမှာလားနောက်တစ်ခါကျ electrical device တွေအမှဆိုရင်ဘယ်လိုလဲဆိုတော့ဆက်ပစ္စည်းဥပမာနော် motor တွေဆက်ပစ္စည်းတွေကိုအတွင်းထဲမှာရှိရဲ့သူ့ရဲ့ကိရိယာတွေကို design လုပ်တဲ့အခါမျိုးမှာဆိုရင်အားတွေတက်ရောက်လိုက်တဲ့အခါမှာဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုကနားလည်ဖို့အတွက်ဒီ rigid body mechanics ကိုမဖြစ်မနေလေ့လာရမှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင် static နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ရှင်းချင်တယ်ပေါ့နော် static ဆိုတာကတော့ဘယ်လိုမျိုးလဲ rigid body mechanics ကိုမှသူကနှစ်ခုထပ်ပိုင်းလို့ရတယ် static နဲ့ dynamic ဆိုပြီးခွဲလို့ရတယ်ပေါ့နော် static မှာသူကဘာလဲဆိုတော့အရာဝတ္ထုတွေကသူ့ရဲ့ equilibrium ဖြစ်နေတဲ့အခြေအနေတွေကိုလေ့လာတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်အဲ့မှာဆိုရင်သူကအရာဝတ္ထုတွေကလုံးဝမလှုပ်ရှားဘဲနဲ့ငြိမ်နေမှာလားနောက်ခါကျတော့အရှိန်တစ်ခုနဲ့တက်ရောက်လိုက်တဲ့အခါအရှိန်တွေမပြောင်းလဲဘဲနဲ့တည်နေတဲ့ပုံစံမျိုးနဲ့ရှိနေမှာလား constant velocity တစ်ခုနဲ့ရှိနေမှာလားဆိုတာကိုသူကလေ့လာတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ dynamic ပေါ့နော် dynamic ကကျတော့သူကအရာဝတ္ထုတွေကိုအရှိန်ပြောင်းလဲသွားတဲ့အခါမှာသူ့မှာဖြစ်လာ illustrated ပေါ့နော် accelerated motion ပေါ့သူmotion တွေပြောင်းလဲသွားတဲ့အခါမျိုးမှာလေ့လာတဲ့ဘာသာရပ်ဖြစ်တယ်ဥပမာသူ့ရဲ့မြန်နှုန်းတွေတိုးလာတာလားနောက်ခါကျတော့ယိုသွားတာလားဆိုတော့သူ့ရဲ့လမ်းကြောင်းတွေကိုလေ့လာတဲ့အခါမှာ dynamic ထဲမှာကိုကလေ့လာတာဖြစ်ပါတယ်ပေါ့နော်ဒါတွေကတော့mechanics နဲ့ပတ်သက်ပြီးတော့ static အကြောင်းနဲ့ dynamic အကြောင်းကိုအသေးစိတ်လေးရှင်းပြသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်